ဒီ podcast ကောင်းစဉ်ကိုဖတ်ပြီးနားထောင်မှုနှိမ့်လိုက်ပြီးဆိုကြတဲ့ကတင်ဟာတင့်ရဲ့နေ့စဉ်ဘဝနဲ့အနာဂတ်တိုးတက်ဖို့အထောက်အကူပြုမဲ့အလေးအကျင့်တွေကိုတိစောက်ချင်တဲ့သူတယောက်ဆိုတာအသေးချာပဲမလား Hello MA podcast ကနေကြိုဆိုလိုက်ပါတယ်ကျွန်မကတော့စွန်ပိုးဖြူပါရှင်ဒီနေ့ podcast မှာတော့15မိနစ်ပဲကြာတဲ့တင်းငယ်တဲ့အလေးအကျင့်တွေကိုကြီးမားတဲ့အလေးထားလေးတွေဖြစ်လာအောင်ဘယ်လိုတိစောက်ရမလဲဆိုတာကိုပြောပြသွားပေးမှာဖြစ်ပါတယ်လူတိုင်းဟာဘဝမှာကြီးမားတဲ့အပြောင်းအလဲတွေဖြစ်ကျင်ကြပါတယ်။ဒါပေမဲ့အဲ့ဒီအပြောင်းအလဲတွေအတွက်အချိန်အများကြီးပေးရမယ်။ကြီးမားတဲ့စ조사မှုတွေလုပ်ရမယ်လို့ထင်တတ်ကြပါတယ်။အမှန်ကတော့နေ့စဉ်15မိနစ်လောက်အချိန်ပေးရုံနဲ့တင်းငယ်တဲ့အလေးကျင့်တွေကနေကြီးမားတဲ့တိုးတက်မှုတွေရရှိပြီးဘဝကိုအံ့ဩစရာကောင်းလောက်အောင်ပြောင်းလဲပြနိုင်ပါတယ်။နီးလန်းလေးကတော့ယူရှင်းပါတယ်။ကိုလို့ချင်တဲ့အလေးကျင့်တစ်ခုကိုရွေးလိုက်ပါ။ပြီးရင်အဲ့အလေးကျင့်ကို15မိနစ်နဲ့လုပ်လို့ရမယ်တင်းငယ်တဲ့အရာတစ်ခုအနေနဲ့စတင်ပါဥပမာတနေ့ကိုလေ့ကျင့်ခန်းတစ်နာရီလုပ်ချင်နေဆိုရင်15မိနစ်စာအကျော်လျှော့သွေးပူလေ့ကျင့်ခန်းတွေနဲ့အစလုပ်တာမျိုးဘာသာစကားတစ်ခုကိုတစ်နာရီကြာလေ့လာချင်နေဆိုရင် listening 15မိနစ်နားထောင်တာစကားလုံးအသစ်10လုံးလောက်ကိုပဲစလေ့လာတာမျိုးပေါ့အဲ့တော့ဒီလိုတင်းငယ်တဲ့အရာလေးတွေကိုနေ့စဉ်15မိနစ်လောက်ပဲအချိန်သတ်မှတ်ပြီးလုပ်ပါ15မိနစ်ဆိုတာကဘယ်သူမဆိုပေးနိုင်တဲ့အချိန်ပမာဏတစ်ခုလေးပဲเนาะနေ့စဉ်ဒီလိုအချိန်ပေးပြီးလုပ်ခဲ့တာတွေဟာတလားကြာလျင်စုစုပေါင်း9နာရီခွဲနီးပါအချိန်ပေးပြီးသားဖြစ်သွားပါပြီဒီ15မိနစ်ဆိုတဲ့အချိန်လေးတစ်ခုကြောင့်ကျန်းမာရေးပိုကောင်းလာတဲ့သူဘာသာစကားအခြေခံနားလည်သွားတဲ့လူအပြင်ပြောင်းလဲသွားနိုင်တာမို့ကိုလူတို့လည်းဒီနည်းလမ်းတွေကိုသုံးပြီးကိုလုပ်ချင်နေတဲ့အလေးအကျင့်လေးတွေကိုစတင်ကြည့်ပါနော်ဒီနေ့ podcast လေးကတော့ဒီလောက်ပါပဲရှင်အချိန်ပေးပြီးနားထောင်ခဲ့လို့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်နော်နောက် podcast တွေမှာလည်းပြန်တွေ့ကြရအောင်